ဘာမျိုး tiramisu cake တင်ထားတဲ့ coffee ရန်ကုန်ဘဲ coffee ဆိုင်မှာတွေ့ဘူးသေးလဲရှင်သွားစားခဲ့တဲ့ဆိုင် China street food တွေမှာ trend ဖြစ်နေတဲ့အသီး cake တွေအပြင် tiramisu အမျိုးပေါင်း20ကျော်အောင်ရတဲ့ဆိုင်ရဲ့ outdoor decoration လေးရတယ်ဂျပန် anime ကားရဲ့ decoration လေးကြာနေရတယ်ညဘက်ဆို TikTok မှာတက်လာတဲ့ China street food တွေမှာအခုလို trend ဖြစ်နေတဲ့အသီး cake တွေအစုံရတဲ့ဆိုင်လေးပေါ့နော် cake lover တွေကြားရဲ့အခုနောက်ပိုင်းတော်တော်လေး hit ဖြစ်နေတဲ့ tiramisu ကိုလည်းအမျိုးပေါင်း20ကျော်အောင်ရတဲ့ဆိုင်လေးဆိုတော့တစ်ခေါက်တော့ရအောင်သွားထိုင်ကြည့်တယ် tiramisu မောအကြောင်းပြောရရင် TikTok မှာငကိုတွေက viral ဖြစ်ပြီးသားဆိုတော့ချွေချူ review ပေးကြရအောင်မလို့အဲ့တော့အဓိကဆိုင်ရောက်ရင်ပထမဆုံးအခက်တွေ့ရဒီဆိုင်မှာဘာစားကောင်းပြီးဘာမှစားရမလဲမသိရပြဿနာဒီဆိုင်ရောက်ရင်မဖြစ်မနေမှစားရမယ်တဲ့ရှင်ပထမဆုံး recommend ပေးချင်တာ braised beef noodle ဆိုင်ကတရိုက်လာရင် instant ထုတ်လို့ရှင်စားဘူးရအရသာလုံးဝကွက်ကြည့်တော့ဒီကလက်ဆက်ဆက်ကိုတေချာချက်ပြီးလှုပ်ထားမလို့အများကြီးတရားပိုကောင်းတယ်ပါဇက်သေးကိုပျော်ဝင်သွားတဲ့အမဲသားရဲ့နူးညံ့မှုကလည်းအရန်စိတ်ကျဉ်တဲ့ပိုကောင်းတယ်ဆက်ဆက်ရဈေးကြီးနေတဲ့အချိန်တီရာမီမုံမှာ1000နဲ့တရွက်ကင်ပြီး share ရတာ beef spaghetti ကိုလည်းစားလို့ရသေးတယ်1000ဆိုပေမဲ့ portion ကမြင်တဲ့အတိုင်းပဲမခေဘူးလို့ပြောလို့ရတယ်နောက်တစ်မျိုးကတော့ date တင်မှာအရန်ထဲနေမဲ့တီရာမီမော steak ဆို plate တင်ထဲရမဟုတ်စားရတာကလည်းတပွဲထဲမှာလည်း spaghetti ရော steak ကိုနှမျိုးလုံးတွဲစားရအမဲသားပိုင်နိုင်ချက်နဲ့အသားနူးညံ့မှုကတော့တော်တော်လေးသဘောကျမိရဲ့ဆိုင်ပဲအမဲသားမစားနိုင်တဲ့ကိုအောင်စားလို့ရတယ်ညှိနဲ့လုံးဝမရှိဘူး juicy ဖြစ်လုံးလုံးလေးစားရင်းနဲ့တော့ထက်စားခြင်းနဲ့ရတာမျိုးအရှိကလို heavy မစားခြင်းတဲ့သူတွေအတွက်လည်းဒီလိုပေါ့ဖတ်ထုတ်ကြော်လေးလည်းရပြီးတော့ဒီလိုအစုံပါတဲ့ tiramisu breakfast set တွေလည်းရရှုံးမန်ယူကြည့်ခဲ့ရလောက် breakfast set ကလည်းဒီ tiramisu set အပြင်တခြား breakfast set တွေလည်းရှိရဲ့အတွက်ကိုအဆင်ပြေတဲ့ breakfast set လေးကိုမှာစားလို့ရကဲဒီဆိုင်ရဲ့နာမည်ကြီး main character ကြီးလာပါပြီဒီ tiramisu cafe ကလေ tiramisu ကိုတော်တော်အရသာစုံခင်းပေးထားနိုင်တဲ့ဆိုင်သူအမျိုးပေါင်း20ကျော်လောက်ရပေမဲ့လည်းတနေ့နဲ့တနေ့ရောခင်းတာမတူရာသီအလိုက်နေ့အလိုက်အသီးတွေရရဲ့ပုံမူတည်ပြီးတော့အရသာ9မျိုး10မျိုးလောက်အသားလေးခင်းပေးထားတယ်ကျွန်တော် original chocolate peach matcha 4မျိုး try ခဲ့ original chocolate matcha 3မျိုးကြိုက်ခဲ့သူကကျတော့စိမ့်ပေါ့တိုက်လေးသွားပြီးတော့ texture ကရှာပေါ်မှာအရန် soft ဖြစ်ပြီးတော့ smooth ဖြစ် tiramisu မောကကိတ်တွေရဲ့အသားချက်ကအချိုမကဲရဲ့အတွက်လူကြီးတွေကအစားအရန်ကြိုက်ကြတယ် chocolate ကြိုက်တဲ့သူတွေဆိုရင်ဒီ chocolate ကိတ်လေးအရန်ကောင်းတယ်ရအောင် try ကြည့်နော်နောက်တစ်မျိုးက tiramisu မောမှာပဲတွေ့ရမယ် tiramisu ကိတ်တင်ထားရဲ့ coffee ဒါကတော့ highly recommend ကိတ်လေးစားလိုက် coffee လေးတောက်လိုက်နဲ့ okay မှာစုပ်ပြနေရောပဲနောက်တစ်မျိုးက mint ကြိုက်တဲ့ flavor လေးက matcha ဆိုတဲ့အတိုင်းပဲ matcha ကြိုက်တဲ့ကောင်မလေးတွေ matcha ဆက်ဆိုင်ကအပေါ်ထက်အောက်ထက်နှစ်ထပ်ရှိပြီးတော့အပြင် outdoor area ရဲ့ decoration လေးကတော်တော်လေးလှတယ်အဲ့တော့ဂျပန်လာလေးလည်းရိုက်ချင်တယ် AC ရဲ့ coffee ဆိုင်မှာလည်းထိုင်ချင်တယ်ပြီးတော့ trend ဖြစ်နေတဲ့ tiramisu ကိုလည်းအရသာဆုံးစားကြည့်ချင်တယ်ဆိုလို့ရှိရင်အလုံးစင်လာလန်ထဲမှာဖွင့်ထားတဲ့ tiramisu cafe ဆိုင်လေးကိုတွားထိုင်ကြည့်ဖို့အတွက်ဒီ video လေးနဲ့ recommend ပေးလိုက်ပါရစေ